Yo bro ဒီကနေ့မှာတော့ကျွန်တော်တို့အပြင်မှာစီတန်းရတာနေပူရဲပေါ့ဗျာတော့ဒီအပိုင်းတွေမှာနေတာအားပူတာအဲ့တော့ကျွန်တော်တို့စီမတန်းကျင်တဲ့အတွက်what the fuck ဘာဖြစ်တာလဲလိမ်မုံတိုင်းကြာလာလားဟဲ့အောင်ကြီးချိုးရီဘူးကြီးကြာလာတာဟဲ့အောင်ကြီးခဏနေဦးဗျို့အဲ့တော့ကျွန်တော်စီကြံလေးကိုတစ်ချက်တော့ရှိုးကြည့်အောင်ဒါကတော့ကျွန်တော်ဗီဒီယိုတော့မဖမ်းခင်တော့ခဏလေးဝင်ဆော့ထားတာပေါ့နော်အဲ့တော့ကျွန်တော်မှာကဒီမှာပုံမှန်တိုင်းဆိုရင်ကတော့တစ်စက္ကန့်မှာတစ်ပေပါပဲထုတ်ပြီးတဲ့ကောင်ပဲရှိပါဗျာနော်ဒါပေမဲ့ကျွန်တော်ခဏလေးဝင်ဆော့ထားတာဖြစ်တဲ့အတွက်ဒါလေးတွေရထားတယ်အခုတော့ကျွန်တော်မှာဒေါ်လာ9000ကျော်ရှိရယ်ပြီးတော့စီရလည်း984ရှိရယ်ဆိုတော့ကျွန်တော်တွားရောက်လိုက်အောင်မယ်စီရောက်တာဟိုဘက်ချမ်းနေရောက်ရတာဆိုတော့ကျွန်တော် slide လေးပဲ CBA စီစီလေးတွားလိုက်မယ်ဗျာနော်လမ်းလျှောက်စရာတော့မလိုအဲ့တော့ကျွန်တော်စီတန်းစရာမလိုတော့ဟိုရောင်ကြီး what the fuck ဘာလဲဘာဖြစ်နေရလဲဟာငါတို့ရဲ့စီချန်ကြီးကအီရန်မှာများသွားဆောက်ပြီးထားလားမသိပါဘူးကွာဟဲ့အောင်ကြီးချော်ရီကြနေတာကွာချော်ရီလားဘုံလားကိုမသေးခွဲတော့ပါဘူးကွာဒေါ်လာ19000 what the fuck ဒေါ်လာ19000ဆိုတော့ကျွန်တော်ဒရီတစ်ခုသွားဝင်မယ်ဗျာနောက်ထပ်ဒရီတစ်ခုသွားဝင်မယ်ဒရီက12000တန်ဝင်လိုက်မယ်ဟုတ်ပြီ12000တန်ဝင်လိုက်မယ်အဲ့တော့ကျွန်တော်တို့12000တန်ဒရီတစ်ခုဝင်မယ်ပြီးကြလို့ရှိရင်ဒီထဲမှာချလိုက်မယ်ဟုတ်ပြီဗျာဟဲ့ဟိုကြီးဒါလေးအပြည့်မြန်နေဟာ what the fuck ကြည့်ပါဦးပြည့်တာမြန်လိုက်တာဒရီလေးခုအားဆိုတော့တစ်စက္ကန့်ကို10လုံးထွက်နေတာဆိုတော့တော်တော်ကြီးကိုများတာဟာဗျကျွန်တော်ဒီဟန်မှာတော့ရက်နေရမလားမသိဘူးတစ်စက္ကန့်ကိုအများကြီးရ what the fuck ဟိုနဲ့စီချန်ကြီးတော့ရှိုးအောင်ပြောင်းကြီးဒီမှာလဲရှိုးလိုက်အောင်နဲတာကြီးမဟုတ်ဘူးကွာတစ်စက္ကန့်ကိုပေပါ10လုံးတစ်စက္ကန့်ကိုပေပါ10လုံး what the fuck ပြောင်းကြီးဒီမှာဆို16လုံးနဲ့အလုံး20တဲ့တော်တော်ကြီးကိုထောမှာပေါ့ကွာဒီကောင်တော့နောက်တစ်ချန်ကိုသွားကြည့်အောင်နောက်တစ်ချန်သူများချန်တွေလိုက်ဆက်စုနေဗျာနော်ဟာဟိုဒီချန်ကြီးကတော့ခြေချစရာကိုမရှိဘူးကွာ what the fuck ကြည့်လိုက်ပါဦး35လုံးနဲ့ရောင်ကြီးအလုံး50တဲ့ဟာတစ်စက္ကန့်ကိုပြပါလုံး50 what ဒီမှာတစ်စက္ကန့်ကိုအလုံး50 35လုံးဟာဟဲ့ရောင်ကြီးဒီမှာတပေါင်းဖူကြီးနဲ့အိုးတသိန်းပြပါတသိန်းဆန်းတဲ့ဟာကြီးပြပါတသိန်းဆန်းတဲ့ဟာဘယ်နှခုတောင်ရှိရ what the fuck ချန်ကြီးအားရစရာကြီးရောင်ကြီးကျွန်တော်တော့နေအောင်ဓာတ်စီသွားရောင်းလိုက်အောင်မယ်နော်ဒေါ်လာ8000ကျော်တန်းရကျွန်တော်အိမ်ပြန်လာအောင်မယ်တော်ရတော့ကွာသွားလာတာနည်းနည်းသိပ်ပြီးတော့ခက်ခဲမရှိတော့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါလေးချပေးထားတော့စင်ပြေရပေါ့ဟောကျွန်တော်အိမ်ကိုလဲလာတာရခုနကကျွန်တော်သူ့အိမ်ကိုလဲသွားထားလေကျွန်တော်အိမ်ကိုလဲလာတာဗရာသားရဲ့အဲ့တော့နေဦးကျွန်တော်လဲစုမယ်ဗျာနော်ဒီကောင်လေးခဏပြစ်ထားလိုက်အောင်မယ်ဓာတ်စီသွားရောင်းရင်းနဲ့လမ်းအိမ်ကိုလဲသွားကြည့်လိုက်မယ်ဒီဘက်ကဘာလဲဒီစီချန် what the fuck တစ်စက္ကန့်ကိုအလုံး80ဒီအားဟဲ့အောင်ကြီးတစ်စက္ကန့်ကိုအလုံး100တောင်ထွက်တာဟာတော်တော်ကြီးကိုကြီးရဲ့စီချန်ကြီးပါကွာ what the fuck ဟိုကျွန်တော်မှာ paper အလုံး1000ရှိတာဖြစ်တဲ့အတွက်ကျွန်တော် paper တွားရောင်းလိုက်အောင်ပဲဗျာနော်ကျွန်တော်လည်းသူများတွေလို့စီချန်အကြီးဆောက်မယ်ဗျာ18000ရသွားပြီ18000ရသွားပြီဆိုတော့ကျွန်တော်တို့ station လေးတစ်ခုထပ်ဝယ်ရမယ်အဲ့တော့ paper ထားဖို့ရအတွက်အော်2000မှရပါကွာအော်2000တော့ခဏနေရပါတယ်အခုတစ်ခါကောက်လိုက်လို့ရှိရင်2000တော့ရပါဒေါ်လာ2000ရှာရမယ်ကွာဒေါ်လာ2000ဟုတ်ပြီ980ရနေနော်ခု866ဟုတ်ပြီဗျာ96 what the fuck ဟိုးလုံးထောင်ရရကျွန်တော်တော့ရောက်လိုက်အောင်မယ်ပြေးထားဗရာသားကြီးရောင်ကြီး flash ကြီးကြနေရတယ်ဒီပေါ်မှာတက်ပြေးရတာဆိုတော့ဒီဘက်ကလည်းအကုန်ဝင်ရတော့ဘာမှမငြင်းဘူးဟမ် what the fuck 18000ကနေရောင်းတာ19000ပဲရတော့ဘာလို့လဲပြပါလုံး1000ရောင်းတာလေခုနကတော့ခဏလေးနဲ့1000ကျော်လာသေးရတယ် what the fuck ဘာဖြစ်တာပြပါလုံး1000နေခွာ
ဟုတ်ပြီဒီတခါသွားရောက်လို့ရှိရင်တော့တေချာပေါဒေါ်လာ2000တော့ရတယ်ဒေါ်လာ2000ရလို့ရှိရင်ကျွန်တော်တို့စီရှင်လေးတစ်ခုထပ်ဝယ်လိုက်မယ်အဲ့ဒါမှတော့မြန်စုလို့ရပါချောင်းပဲဗျာ what the fuck ဒေါ်လာ3000ကျော်တောင်ရတာဟဲ့အောင်ကြီးခုနကတော့ဘာလို့လဲ line လက်သွားလားစေးမိတာကွာဟုတ်ပြီကျွန်တော်တို့ refund လေးကဒေါ်လာ2000နဲ့ဝယ်လိုက်မယ်အိုးဒေါ်လာ2000နဲ့စီရှင်တစ်ခုရပဲဗျာဒေါ်လာ2000နဲ့စီရှင်တစ်ခုဒီဘက်ပဲထားလိုက်တော့မယ်နော်အိုးဒေါ်လာ2000နဲ့အလုံး900ဆန်တာကွာကျွန်တော်တို့တစ်စက္ကန့်ကိုပြပါ8လုံးနဲ့ဒေါ်လာ1000တန်ဒေါ်လာ2000နဲ့ဝင်လာတော့ကျွန်တော်လည်းနည်းနည်းပြည့်တာကြာသလားလို့နော်အဲကျွန်တော်တို့နောက်ထပ် drill တစ်ခုထပ်ဝယ်မယ်ဗျာ drill တစ်ခုထပ်ဝယ်ပြီးတော့မှ let's goအဲ့တော့ကျွန်တော်တို့နောက်ထပ် drill တစ်ခုထပ်ဝယ်ဖို့ရတော့စီးသွားရောင်းမှာဖြစ်ပါရဲ့เนาะကျွန်တော် Iran စစ်ပွဲထဲမှာရောက်နေတယ်လို့ပဲ what the fuck ဒီမှာတော့တိတ်ပြီးတော့လှုပ်ရှားလို့ကောင်းတာပဲအဲ့တော့ကျွန်တော်တို့ရောင်းဝယ်ဗျာဒေါ်လာ2000ဝယ်ရရဲ့ဟုတ်ပြီဒေါ်လာ2000ဝယ်ရတော့ရှိရင်ထပ်စုမှရအောင်ပဲဗျဒေါ်လာ2000ဝယ်နေတော့ဘာမှလုပ်လို့မရသေးဘူးနောက်ထပ်ဒေါ်လာ3000 4000လောက်ရမှာလည်းတွေ့ကျွန်တော် drill shop မှာတော့ကြည့်လိုက်အောင်ပဲ drill shop မှာဒေါ်လာ2000ရရင်ဒေါ်လာ2000နဲ့တစ်ခုဝယ်လိုက်ရဗျာဒေါ်လာ2000နဲ့ drill တစ်ခုနဲ့ဟုတ်ပြီ what the fuck ဒေါ်လာ2000နဲ့တစ်စက္ကန့်ကို10လုံးထုတ်ပြီးတာရအောင်ကြီးတစ်စက္ကန့်ကိုပြပါ10လုံးရှိုးလိုက်အောင်ကျွန်တော်မှာတစ်စက္ကန့်ကိုပြပါ26လုံးထွက်တယ်ဗျာနော်တနားရီဆိုလို့ရှိရင်936လုံးထွက်မှာ nice ဟာရောင်ကြီးဘာဖြစ်သွားပြန်လားအော်စစ်ကြီးပြီးသွားပြီလားမသိဘူးတော်တော်ကြီးကိုအေးချမ်းသွားတာရောင်ကြီးရှိုးလိုက်ပါအောင်ရောင်ကြီးနောက်ဆုံးတော့စစ်ကြီးအေးချမ်းသွားပြီကွာစစ်ကြီးပြီးသွားပြီကွာစစ်ကြီးပြီးသွားရင်ကတော့အဲ့ဓာတ်စီတွေကလှုပ်ရှားလို့မရတော့ဘူးကွာအခုသာဈေးကောင်းရနေတာစစ်ကြီးပြီးသွားတော့ဈေးတွေကကျကုန်မှာပေါ့ကွာကဲ brother တို့ဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ခဏနားလိုက်အောင်ပါဗျာနော်နောက်ရကြမှာဒီ drill တွေဘယ်လိုဆင့်မြင့်မလဲဆိုတာဆက်ကြည့်ကြတော့ဗျာ bye bye